င်္ဂလာပါအီစီလန်နီမှာပြန်လဲကြိုးဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ဝါနဲ့စားတဲ့ဆိုစကားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဝစီဗေဒထီတိုင်းရှာတဲ့ဒီစကားလေးရဲ့အဓိပ္ပာယ်ကဝစီဆိုတာကကိုယ့်ရဲ့နှုတ်နဲ့ပြောဆိုလိုက်တဲ့စကားတစ်ခွန်းစီတိုင်းကပေါ့နော်သူများအောင်မကောင်းစီလို့တဲ့စိတ်နဲ့ပြောလိုက်တဲ့စကားတွေရဲ့အကျိုးတရားမှုကမကောင်းကျိုးကကိုယ့်စီကိုတန်ပြန်ရောက်လာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဝါစီလို့အချိုးထမင်းနောက်တဲ့ဒီစကားလေးရဲ့အဓိပ္ပာယ်ကတော့ရင်တော့ကဝါချင်တဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးပြောတတ်တယ်ထမင်းစားပြီးတဲ့အခါမှာတဲ့အချိုးဝဲပေါ့နော်ချိုတဲ့အစားတောက်ကိုစားလို့ရှိရင်ဝါလာတယ်ပေါ့နော်အဲ့ဒါကတော့ရင်တော့ဝါစေတဲ့နီလန်လေးတစ်ခုပေါ့နော်အခုလည်းဒီတိုင်းပါပဲဝါကစုံနှမ်းနေရောဒါကတော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဆိုရိုးစကားလေးပါဝါပင်ကိုကစုံလားမှာစိုက်ပျိုးရပြီးတော့နှမ်းပင်ကိုတော့နေုံလားမှာစိုက်ပျိုးရတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါကတော့အရင်တော့ကတော့မိုးလေဝသရတီဥရုချင်းတွေကမှန်တော့ဒီလားတွေမှာစိုက်ရင်မှန်တယ်ပေါ့နော်ဒါပေမဲ့အခုခေပြောင်းလဲရသေးဘူးပြောင်းလဲနေရတော့တိတ်မကိုက်ညီတော့ဘူးဝါပေကျူပင်ငပြောပင်တီးလျင်မုတ်ချသေးကုန်ကြတဲ့ဒီကတော့ဝါပင်ပေပင်ကျူပင်ငပြောပင်ဆိုတဲ့ဒီအပင်လေးမျိုးကအတီးတီးပြီးတဲ့အခါမှာတတီးတီးပြီးတဲ့အခါမှာသူကတစ်ခါရဲတန်းသေးတယ်အတီးကိုတစ်ခါပဲတီးတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုကတော့ဝမ်းနဲ့မလွယ်သားမမဲတဲ့ဘလို့ပဲသားသမီးလိုပဲပြောဆိုနေပါစေအောင်နော်တဲ့ကိုယ့်ရဲ့ဝမ်းနဲ့လွယ်ထားရတဲ့သားသမီးလောက်အရေးကြောင်းနဲ့ကြုံလာတဲ့အခါမှာသူတို့ကိုဦးစားမပေးနိုင်ဘူးမချစ်နိုင်ဘူးမကောက်ွယ်ပေးနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နောက်ထပ်ဒီလိုမျိုးဆိုရစကားလေးတွေကိုဆက်လက်တင်ပေးသွားအောင်ပါမို့လို့စာမျိုးကြည့်ရှုပေးကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်